Minglava Pisces ကျွန်တော်နာမည်13 Hierophant လို့ခေါ်ပါတယ်ဒါ Pisces တွေအတွက်မေလာအတွက်အထွေထွေဟော့ကိန်းဖြစ်ပါတယ်အထွေထွေဟော့ကိန်းဖြစ်တဲ့အတွက်ကိုယ်ရဲ့ကိုင်းညီရပဲယူပါမကိုင်းညီရသူများအတွက်ထားပေးခဲ့ပါပြီးတော့ Pisces အသေးစိတ်ကိုတာမိမိအတွက်အသေးစိတ်တည်ချင်တော့ personal reading ကျွန်တော်လည်း booking လုပ်နိုင်ပါတယ် Pisces Pisces အဲ့တော့ကျွန်တော်ဘာပြောဆက်ရှိတယ်လဲဗီဒီယို like subscribe share လုပ်ပေးပါဟိုခေါင်းလောင်းလေးကိုလည်းနှိပ်ပေးပါအဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုတင်လိုက်တင်ကျွန်တော်ဗီဒီယိုတင်လိုက်တင်တီးပါလိမ့်မယ် Pisces ကျွန်တော်လေးကျွန်တော်အခု zodiac တွေဖတ်နေရ zodiac 12ခုရာဒီဝင်ရှိတာပေါ့ကျွန်တော်တော်ခက်သွားတာ Scorpio ရှိမယ်Capricorn ကခက်တာတော့မဟုတ်ပြင်းထန်Capricorn ရဲ့ energy ကတော်တော်လေးကိုပြင်းထန်တာထားပါတော့တင်းရဲ့ energy ကကျွန်တော်တော်ဆွဲတယ်ဆိုရင်တင်းတော်အကြောင်းနားလေဆိုရင်ကျွန်တော်30 cross ဆိုရင်ကျွန်တော်12ကက်လောက်ပဲဆွဲတယ်12ကက်ကိုမှကျွန်တော်မတိတာလေးရှိတယ်ဆိုရင်ကျွန်တော်နောက်ထပ်ကက်ဆွဲတယ်ဆိုရင်တော့မှနောက်ထပ်3-5ကက်ပဲဆွဲတယ်အဲ့တော့စုစုပေါင်းကျွန်တော်ဆွဲတာဆိုတော့15ကက်16ကက်အခုကျွန်တော်ဆွဲတာတင်ကက်25ကက်30လောက်ရှိတယ်ကျွန်တော်လုံးဝနားမလဲလို့ဒါပေမဲ့နားမလဲဘူးဆိုရင်ကျွန်တော်ကနားမလဲဘူးဆိုပြီးတော့ကျွန်တော်ကပြန်ပြီးတော့ကက်တွေကိုပြန်သိမ်းလို့မရဘူးလေကျွန်တော်ပြောတော့ပေါ့ပါPisces အရင်ဦးဆုံးပေါ့နော်အရင်ဦးဆုံးတင်းရဲ့beating စီမှာတွားခင်ကျွန်တော် energetic ကျွန်တော်ရဲ့ May energetic ဆိုတဲ့ဗီဒီယိုတွားကြည့်နိုင်ပါတယ်မေလာမှာကိုတာအပိုင်းရောဒီ outside wall ပေါ့နော်လူဒီကဘာမြေကြီးလူအတိုင်းအဝိုင်းမှာရောဘာတွေဖြစ်မလဲပေါ့နော်ဆိုတာဟိုရေဘူးရအပြင်ဟောထားတဲ့ဟာရှိပါတယ်အဲ့ဒါမီလာ energetic တင်စိတ်ဝင်စားတွားကြည့်နိုင်ပါတယ်အဲ့တော့ကျွန်တော်ပြောအဲ့ဒါလေးကိုအရင်ရှင်းပြမယ်ဒါလူတိုင်းအပေါ်တက်ရောက်တာဆိုတော့April မှာကျွန်တော်တို့ရဲ့ DNA ဒါ spirituality ဘာသာရေး Pisces ကဘာသာရေးနဲ့ပတ်သက်တယ်ဆိုတော့တင်နားလည်မှာပါတင်နားမလဲလဲနားထောင်ကြည့်ပါတော့ကျွန်တော်တို့ DNA ဆိုတာရှိရမှာလူမှာ DNA ဆိုတာရှိရ DNA မှာ48 chromosome မှမသိရှိရ48 chromosome ကနေပြီးတော့ကျွန်တော်တို့ဖျားဟွက်ထားတဲ့ DNA ခင်းလာတယ်ထွက်လာတယ်ပေါ့နော်ဟို active on ပွင့်လာတယ်ပေါ့နော် on ဖြစ်လာတယ်ပေါ့နော်အဲ့တော့ဆိုလိုတာ human upgrade ဆိုကျွန်တော်တို့ကဒီ 3D ရနေပြီးတော့ဖျားဘုံဆိုရင်ဘုံကြီးရှိရဘုံ12ဘုံထိရှိရဖျားရဲ့ဘုံက5ဘုံပေါ့နော် 5D လို့ခေါ်တယ်ကျွန်တော်တို့ဒီထိတွေ့ကျွန်တော်လူတွေကြတော့ဒါ 3D ကျွန်တော်တို့ကန်လို့ရတာပဲကြတော့ 3D အဲ့တော့တင်းရဲ့ဆက်ထက်အာယုံကြီးပုံမြင်လာတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့လူတွေက 3D ကနေပြီးတော့ 4D အဆင့်မြင့်လာတယ်အဲ့လိုမျိုး 5D အဆင့်မြင့်လာတယ်ကျွန်တော်တို့တိုးတက်လာတာပေါ့နော်ပေါ့မေလာ energetic ကိုတွားကြည့်ပါကျွန်တော်ရဲ့ဗီဒီယိုရှိပါတယ်အသေးစိတ်သိချင်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဆက်ထက်အာယုံကြီးမြင်လာတယ်အယောင်တော်မှအဲ့လိုကိုမမြင်ဘူးတဲ့အယောင်ကြီးဥပမာအစိမ်းဦးတော်မှအစိမ်းကျွန်တော်အင်္ဂလိပ်လိုဆိုရင် turquoise တို့ပါတော့အဲ့လိုမျိုးကြီးဟိုသူ့ spectrum ပေါ့နော်အစိမ်းတော်မှတခြားမျက်စိကအရင်မမြင်ဘူးတဲ့အစိမ်းကြီးပါမြင်လာတယ်နော်အဲ့ဒါလေးတွေရှိတယ်တင်ဆုံးဝင်စားရင်ကျွန်တော်အဲ့ဒီဟာဒီအင်္ဂလိပ်လိုတော့နားလည်ဖို့လိုတယ်တင်ဟိုသူတို့Kerry K တို့ဒီ Harris တို့ပြောတာတင်တိချင်တော့ကျွန်တော်Pisces
Scorpio reading ကကျွန်တော်ခေါင်းမူပါတင်းရဲ့ reading ကကျတော့ကျွန်တော်နားမလဲလို့ရှင်းလေပူရှုပ်လေရှင်းလေပူရှုပ်လေအဲ့တော့ဒါအထူးဟော့ကင်ကျွန်တော်ခုနပြောလို့ကို personal reading လောက်ချင်းကျွန်တော်ဆက်သွင်းနိုင်တယ်เนาะအဲ့တော့ကျွန်တော်ကိုယ်နဲ့ကန့်ညီရပဲယူပါเนาะမကန့်ညီရသူများတော့ထားပေးခဲ့ပါကျွန်တော်ဒီ oracle ကကျွန်တော်တိတ်မတုံးဒါပေမဲ့ကျွန်တော် download spirit စီက download ရတော့ကျွန်တော်တုံးတယ်အဲ့မှာထူးဆန်းတာစနေဂျို Pisces ထွက်လာတယ်စနေဂျို Pisces ကျွန်တော်တို့စနေဂျို Pisces တဲ့ဝင်လာ2022 March လောက်မှာဝင်သွားအဲ့မှာတော်တော်နက်ခက်ပြီးတာစက်ဝင်နက်ခက်ပြီးတာအဖွဲထဲမှာတော်တော်ကြဲရရွာတယ်ဘာဖြစ်လို့လဲဆိုတော့ဥပမာစနေဂျိုက Pisces ထဲမှာနေရတိတ်ပြီးတော့မကြိုက်ဘူးဥပမာဟိုအဲ့လိုမျိုးနက်ခက်ဟိုဖြစ်ပေါ်လာတာရှိတယ်ဥပမာဟိုစနေဂျိုကဘောင် Pisces ကြောင့်ရေ Pisces က water fish water sign တော့အဲ့တော့ဘောင်စနေဂျိုကဘောင်အဲ့တော့ဖြစ်သွားတာရဥပမာဆိုရင်ကျွန်တော်တင်းမှာပေါ်လာရအဲ့လိုဟိုရင်ငုတ်တင်မောဟိုရေငုတ်တာရေရဲ့ pressure မခံနိုင်မနဲ့ဟိုပေါက်ထွက်သွားဟို pressure ပေါက်ထွက်သွားအထက်ကလူကြီးလုံးဝအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးစနေဂျို Pisces ထဲဝင်လာ Pisces တွေတော်တော်ကျွန်တော်ညီဆိုရင် Pisces တော်တော်လေးကိုဟိုပေါ့ခံရတယ်လို့တော့မပြောဘူးစနေဂျိုက malefic ဂျိုဆိုတာမကောင်းတဲ့ဂျိုလို့တော့မပြောစီကန်နိုဘာရူနဲ့ပတ်သက်တယ်ဘောင်နေပါနဲ့ပတ်သက်တယ်အဲ့တော့ဒါစနေဂျိုဦးစီးရကတဝရှိရအဲ့တော့တင်းရဲ့ region ကျွန်တော်ပြောလို့ပဲကန့်ညီတာပဲယူပါဘာဖြစ်လို့လဲဆိုတော့တင်း region ကျွန်တော် Pisces ဆိုပဲ Pisces archetype ဆိုဥပမာ Taurus ကျွန်တော်ဆို Taurus archetype ဆိုကျွန်တော်ဒီ video ကကျွန်တော်များတော့အပြင်လူတွေကတိတ်ပြီးတော့ကြမကြည့်ကြဘူးဟိုအခုခေတ်လူတွေက ADHD ရှိလို့ပဲဒီတိုင်းပဲပွင့်နေကြတော့စိတ်မရှင်ဟွာဖြစ်သွားအဲ့တော့ကျွန်တော်များတော့အပြင်6မိနစ်လောက်အထိပဲထိန်းနိုင် video များတော့အပြင်ဒါပေမဲ့တင်းရဲ့ reading ကလုံးဝဟိုမရဘူးကျွန်တော်ကတ်တွေကိုပြန်သိမ်းလိုက်လေဟိုဟွာ spirit ကပေး message ကိုကျွန်တော်ကပြောပြရမှာလीကိုကကတ်တွေကိုပြန်သိမ်းပြီးအစ်စ်ပြန်လုပ်လို့မရဘူးအဲ့တော့တစ်ခုချင်းစီပဲရှင်းပြသွားမယ်ကိုနဲ့ကိုက်ညီရပဲယူပါ Pisces တူတယောက်အတွက်ကိုက်ညီရလေးရှိသွားလိမ့်နော် Capricorn ဆိုလုံးဝပြတ်တယ် Capricorn ဆိုလုံးဝပြတ်တယ်လုံးဝ message ကလုံးဝထိသွားတင်းဟာ Pisces ကျွန်တော်ပြောလို့ပဲ Pisces archetype ဆို Pisces တွေဥပမာကျွန်တော်ဆို Taurus တွေဆိုနာမည်ကြီးတာခေါင်းရမ်းမှာပြီးတော့မပြောင်းလဲချင်တာကောင်းမှာတာပေါ့နော်ပြီးတော့ဟိုနောက်တစ်ခုက Taurus တွေနာမည်ကြီးတာပြင်းတာPisces တွေကြတော့သူတို့ကကြတော့ငါးနှစ်ကောင်ရေထဲကူးပြီးတော့အမြဲတမ်းကူးနေတာအဲ့ဒီသမုတ်တရားပင်လေထဲကိုကူးစက်ကူအမှန်တရားကိုရှာနေတာသူကအဲ့လိုစက်ကူရင်ကူရင်နဲ့အဲ့လို delusion ကြောင်သွားတာယူသွတ်သွားတာလို့ပါဖြစ်တတ်တယ် Pisces တွေကကျွန်တော်ဟိုဟာအရက်ဖြတ်တော့ Pisces အမတယောက်ရှိတယ်သူဆိုရင်တနေ့လောက်အဲ့လိုစိတ်ကြမကြီးစီရမှာတနေ့လားနှစ်နေ့လားတနေ့ပဲနဲ့တူတယ်နေရတယ်အဲ့လောက်အထိကို Pisces တွေကကိုတတိမထိုင်နည်းနည်းဟိုနည်းနည်းလေးကျတော့ Pisces archetype ကအဲ့လိုရေကူးတာ
之前YouTube မှာ astrology podcast Pisces အခီတိုက်လို့ရထည့်လိုက်3နာရီကြာတယ် Pisces အကြောင်းရှင်းပြတာအဲ့တော့ကျွန်တော်ပြောလို့ပဲအဲ့တော့ Sunny Joe in Pisces Sunny Joe က Pisces ထဲကနေကျွန်တော်တို့အခုကပါလဲမေနော်မေဆို March လောက်တည်းက Sunny Joe က Pisces ထဲကနေထွက်သွားပြီအဲ့တော့တင်နည်းနည်းလေးပေါ့ပါသွားပြီပေါ့နော်ပေါ့ပါသွားပြီနော်Sunny Joe ထွက်တော့တင်တိတ်ပြီးအဲ့လောက်ကြီးဟိုဟာပေါ့တမ်းမခံရတော့ဘူးနော်အဲ့တော့ကျွန်တော်သိချင်တာဘာဖြစ်လို့spirit ကကျွန်တော် Sunny Joe Pisces ပြန်ပေးလဲပေါ့နော် Sunny Joe Pisces ပြန်ပေးလဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Sunny Joe က Pisces ထဲကနေထွက်သွားပြီတော့ပြီးဆုံးသွားပြီဒါ Sunny Joe ဦးစီးတာတော့ပြီးဆုံးသွားပြီဒီအနီရောင်နဲ့အနီရောင်လေးကတင်တော်တည်မယ်ဆိုရင် Sunny Joe ဦးစီးတာကိုတင်ကြတာပြအနီရောင်နဲ့ချီပြီးတော့ပိတ်ပြတာ Sunny Joe ပြီးဆုံးသွားတာဘာလဲဆိုတော့ Six of Pentacles ရှိရယ်အဲ့တော့ပြီးတော့တင်ထွက်လာ7 house အဲ့တော့ spirit ကကျွန်တော်ဒီ oracle ကမတုံးဘာဖြစ်လို့ဒီ oracle ကတုံးခိုင်းလဲဆိုရင်ဥမာကျွန်တော်တို့ဒီ planet ရှိမယ် sign ရှိမယ် house ရှိမယ်အဲ့တော့တင်ရဲ့ birth chart BIRTH တင်ရဲ့ birth chart ပေါ့နော်ဥပမာကျွန်တော်ဆို Taurus ဆိုရင်ကျွန်တော်က Leo rising Leo Jupiter Scorpio Pluto เนาะကျွန်တော်ရဲ့12ရာသီဝင်လုံးကျွန်တော်တည်တယ်အဲ့တော့တင်လဲနည်းနည်းနက်ခတ်ပြီးတာမတည်ရင်လေးလာကြည့်ဥပမာကိုယ့်ရဲ့ဗုဒ္ဓဟူးဂျိုကဘယ်မှာလဲဥပမာကျွန်တော်ရဲ့ဗုဒ္ဓဟူးဂျိုက Aries အဲ့တော့ကျွန်တော်အပြောအဆိုကအရန်ဟိုလေအရန်တင်မလားလူတွေကမတည်ရင်ကျွန်တော်အရန်ရိုင်းနေလို့ပါလို့ထင်တတ်တယ်အဲ့လိုမျိုးကျွန်တော်ပြောရင်ပြောအဲ့လိုမျိုးအဲ့တော့ Six of Pentacles ဆိုတာအပေးEU နော်အပေး EU 7 of Cups ကကြတော့အဲ့လိုဝေနောက်နေတာနော်ကျွန်တော်ခုနပြောလို့ပါနော်ထင်မှားကြီးဖြစ်တာလို့delusion ဖြစ်တာပေါ့နော်စိတ်ချုပ်ထွေးနေတာဒါပေမဲ့တင်အဲ့ဒါကိုအေးဆော့လုံးဝဒီမှာ crown chakra ကိုဒီကက်ကိုကြည့်မယ်ဆိုရင် crown chakra ပွင့်သွား crown chakra ပွင့်သွားနော်crown chakra ပွင့်သွားတော့တင်ပြီးတော့7 house ဆိုတော့လက်ထက်တာအိမ်အောင်ကြီးပေါ့နော်လက်ထက်တာရယ်ပြီးတော့လူတွေနဲ့ပေါင်းပြီးဆက်ဆံတာရယ်အဲ့ဒီမှာတင်အဲ့ဒီမှာတင်အဲ့ဒါနဲ့ပတ်သက်ပြီးတင်ရခဲ့တဲ့တင်ခန်းစာဘာလဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Sunny Joe in Pisces ကကျွန်တော်ပြီးသွားပြီကြာခဲ့ပြီเนาะ February March လောက်မှာ Sunny Joe က Pisces ထဲကနေထွက်သွားပြီကျွန်တော်ပြောလို့ spirit ကဘာလို့ကျွန်တော်ဒီကက်တွေလာပေးနေရလဲဥပမာMercury in Pisces ဆိုရင်ကျွန်တော်နားလဲတည်ရဲ့ဘာ spirit ကဘာပြောချင်တာလဲဒါပေမဲ့ Sunny Joe က Pisces ကပြီးသွားပြီဘာဖြစ်လို့ကျွန်တော်လာဒီကက်လာပေးလဲပေါ့နော် spirit ကလာပြလဲဆိုတော့အဲ့တော့အိမ်အောင်ရေးနဲ့လူမှုဆက်ဆံရေးဒါမှမဟုတ်Six of Pentaclesဆိုတာအပေးအယူအားလုံးက energy ဥပမာကျွန်တော်အခုပြောနေတယ်ဆိုတော့ကျွန်တော် energy ပေးနေရတာเนาะတင်ရလေကျွန်တော် energy ပြန်ပေးနေတယ်ဘာဖြစ်လို့လဲဆိုတော့တင်ရဲ့အာယုံစုဆိုင်မှု attention ဆိုအာယုံဆိုတာလည်း energy ပဲเนาะအဲ့တော့အပေးအယူအထူးသဖြင့်လူမှုရေးပိုင်းတငယ်ချင်းတို့ပါလို့လူမှုရေးပိုင်းဒ
ဒါမှမဟုတ်အချစ်ရေးအိမ်အောင်ရေးမှာအပေးအယူမှာနဲ့ပတ်သက်ပြီးတင်လွန်ခဲ့တဲ့၄နှစ်လောက်မှာတင်ပါ၄နှစ်၅နှစ်လောက်မှာတင်ပါတွေးရှိခဲ့တယ်လေတင်ယူနိုင်ခဲ့တယ်လေဘာကိုရှင်းလင်းသိခဲ့တယ်လေဆိုတာကိုပြန်စောက်ထဲမှာပဲရင်းပြန်တွေးကြည့်ပြန်စဉ်းစားကြည့်တင်အပေးအယူလူတခြားတယောက်နဲ့အပေးအယူမှာတင်ပါဒီတင်ကန်းစာရခဲ့လေဆိုတော့တင်စဉ်းစားကြည့်တင်အခု def ကရတယ် def ကရတော့တင်အခု def ကဆိုတာ scorpionic energy အပြင်းထန်ဆုံး energy အဲ့တော့ def ကဆိုတော့တင်ပြန်လဲမွေးဖွားလာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရနေတာဟုတ်တယ်တင် def ကကိုရှင်တော့တော့ဆော့တယ်ဟုတ်တယ်def ကကိုရှင်တော့ဆော့တယ်ဟုတ်တယ်အဲ့တော့တင်အခုဘဝရဲ့ဥပမာကျွန်တော်ဆိုရင်အရက်တမအဲ့တော့အရက်ဖြတ်တယ်ကျွန်တော်အရက်ဖြတ်တယ်ဆိုရင်ဒါဘဝတိတ်ပြီးတော့ပြန်လဲမွေးဖွားလာလို့တို့မျိုးပေါ့ def ကတည်တာဆိုအခုအဲ့ဒါကိုကျွန်တော်ရှင်းတော့တောင်းပန်တကယ်ရတယ်သူရောဆော့ပြောင်းမြန်ရတယ်နိုင်ရောပန်တကယ်ပြောင်းမြန်ရတယ်ဆိုတော့နိုင်ရောပန်တကယ်ပြောင်းမြန်ဆိုတော့ကျွန်တော်ရနေတာအမေနဲ့ကလေးရနေယောက်ျားဘယ်ရောက်နေလဲမသိဘူးစီပွားရေးဒီလာမှာဒီကျွန်တော်ခုနပြောရဲပေါ့နော်ဟို human upgrade စက်သက်အာရုံကြီးမြင်လာတယ်လူရဲ့မျက်စိတွေဘာတွေကအယောင်တွေဘာတွေတခြားမြင်လာတယ်တင်တီးချင် carry k KERRY K ရိုက်ထည့်လိုက် YouTube မှာနော် Sonia Sonia လည်းရိုက်ထည့်လို့ရတယ် Lee Harris LEHARRIS သူတို့ပြောလို့ပေါ့ဒီလာကနည်းနည်းလေးအနားယူပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုနပြောလို့လူ upgrade လုပ်တာမှာကျွန်တော်တို့ April လာမှာ upgrade လုပ်တော့လူတွေရဲ့အဲ့ဒီကိုယ်ခန္ဓာ physical ကျွန်တော်တို့ physical ဘိုင်းကိုတင်မြင့်တင်တာကြီးကြီးရနေ fight ကြီးကိုရောက်တော့အဲ့တော့တော်တော်လေးကိုဒဏ်ခံလိုက်ရတယ်ပေါ့နော်တော်တော်လေးကိုဒဏ်ခံလိုက်ရတယ်ကိုမတိဘူးကိုကတော့မတိဘူးဒါပေမဲ့ဖြစ်နေတာဟိုခန္ဓာကိုယ်ထဲမှာအဲ့ဒီ upgrade တွေဖြစ်နေတာအုံအောင်ထဲမှာ upgrade တွေဖြစ်နေတာကိုတော့မတိဘူးအဲ့တော့ဟိုလူတိုင်းမဲ့ဒါဖိုက်စစ်အတွက်တော့မဟုတ်ဘူးဒါ Aries လည်းရလိုက်တယ်နော် force ဟိုအနားယူပေးဖို့ဟိုကိုတော့ရိမ့်မိမှာမဟုတ်ဒါပေမဲ့ဟို April မှာလူတိုင်းတော်တော်လေးဟိုအဲ့ဒီဟိုဥပမာ plastic surgery လုပ်တယ်ချောချင်တယ်ကျွန်တော်နှာခေါင်းကိုဖြောင်းချင်တယ်ဆိုရင် upgrade လုပ်လိုက်တယ် surgery လုပ်လိုက်တယ်ဆိုရင်ဒါပေမဲ့နှာခေါင်းကsurgery ပြီးရင်ကျွန်တော်နားအဲ့လိုမျိုးကျွန်တော်ပြောချင်တာအတိတ်မှာအဲ့တော့စနေဂျိုလွန်ခဲ့တဲ့4နှစ်5နှစ်မှာအဲ့ဒါရှင်းပြရပြီးကျွန်တော်အချိန်မိနစ်20လောက်ရောက်နေပြီဒီ Empress ပြောင်းပြန်ဆိုတော့အမေ energy တော့မရနိုင်ဘူးပြောကျွန်တော်တင်း energy လို့ပဲယူလိုက်မယ်ကိုယ်က1အခုတင်းက sexy ဖြစ်နေတယ် confident အရင်ဖြစ်နေတယ်
နည်းနည်းအပေါင်းအသင်းပါလေဒီကက်လေဒီကက်ကိုကြည့်ဒီကောင်မလေးရဲ့မက်ဆီကဟိုလှမ်းကြည့်နေတော့လားအဲ့တော့ဟိုများတော့အပြင် pure cap ဆိုရင်အားလုံးကဟိုဝိုင်းပြီးတော့ခွက်ကိုဟိုတိုက်နေကြဒါပေမဲ့ဒီကောင်မလေးရဲ့မျက်လုံးတခြားကြည့်ကြည့်အဲ့လိုနည်းနည်းလေးလှုပ်ဝက်ချက်လေးရှိတာမျိုးလို့နည်းနည်းလေးဟို energy ကလေဟိုတည်ရမလားတချို့လူတွေဆိုရင်တုံးပြတယ်တုံးပြတယ်ဟိုခင်တဲ့ပုံစံနဲ့ဒါပေမဲ့တကယ်တမ်းကိုယ်အတင်းတုတ်တာတော့အဲ့လိုရှိရဲ့ပြီး61ပြောင်းပြန်61ပြောင်းပြန်ဆိုတော့ပြီးတော့61မှာလည်းဒီမှာကြည့်မယ်ဆိုရင်များတော့အဖြစ်61လူတွေကဝိုင်းပြီးအားပေးနေတယ်ဒီမှာကျတော့ဝိုင်းပြီးအားမပေးဘူးလူတွေမရှိဘူးအဲ့တော့ Tempest လည်းပြောင်းပြန် Empress ပြောင်းပြန်အဲ့တော့ပြီးတော့အထူးသဖြင့်အဲ့ကျွန်တော်ဒီ၄နှစ်၅နှစ်လွန်ခဲ့တဲ့၄နှစ်၅နှစ်မှာဘာတွေတင်ခဲ့ရလဲဆိုတော့တင်ပြန်စဉ်းစားကြည့်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှင်းဟိုရှင်းတာကျွန်တော်သူ့အဆောက်ကိုရှင်းတော့ the hermit ထွက်လာပြန်တော့ hermit ဒီ hermit ကမှဆိုရင်ဒီမှာစနီဂျိုပဲစနီဂျိုတခုဖြစ်နေစနီဂျိုနဲ့ပတ်သက်တင်ကျွန်တော်ပြောထက်ကလည်းပြောနေ sorry ပါဟာကျွန်တော်လဲလီဟိုပေါ့ဒီလွန်ခဲ့လေးနေငါးနေမှာတင်ခဲ့လဲပေါ့နော်အဲ့တော့ဒီ Empress ပြောင်းပြန်တာကျွန်တော်လေရနေရပိချောဆော့ရဲ့တင်ကျမကြီးတင်ရအရင်အခု powerful ရန်ဖြစ်နေတယ်တင်အရင်အခု powerful ဖြစ်နေတယ်ဘာဖြစ်လို့လဲဆို magician ရောကွင်းဝါထွက်နေတယ်အဲ့တော့ကျွန်တော်ခြုံငုံပြီးပြောလိုက်မယ်လွန်ခဲ့တဲ့၄နှစ်၅နှစ်မှာတင်ယူခဲ့တယ်လေနော်ပြီးတော့အနားယူဖို့နော်ဒါလူတိုင်းအတွက်ပဲမိမာနည်းနည်းလေးအနားယူဖို့ပြီးတော့အမီနဲ့တာမတည့်တာကျွန်တော်ရနေအမီနဲ့တာမတည့်တာကျွန်တော်ရနေကျွန်တော်စကော်ပီယိုဖူမွန်က4ရက်5လောက်ကဖြစ်သွားတယ်အဲ့ဒီအချိန်မှာလျှို့ဝှက်ချက်တွေပါပေါ်လာနိုင်တယ်မိသားစုမှာအဲ့ဒီမှာလျှို့ဝှက်ချက်တွေပါပေါ်လာနိုင်တယ်လျှို့ဝှက်ချက်တွေပါပေါ်လာနိုင်တယ်တားနဲ့အမီနဲ့ဒါတူတယောက်တော့ပဲတားနဲ့အမီနဲ့မတည့်တာတားနဲ့အမီနဲ့မတည့်တာကျွန်တော်ရနေတယ်ပြီးတော့အချစ်ရေးဆိုရင်အချစ်ရေးဆိုရင်မိမအသက်ပူကြီးလိမ့်မယ်ယောက်ျားအသက်ငယ်လိမ့်မယ်အချစ်ရေးဆိုရင်တင်ငယ်ရွယ်တဲ့လူဖြစ်နိုင်တယ်အချစ်ရေးမှာတယောက်နဲ့တယောက်ကမယူသားကြဘူးအချစ်မှာတယောက်နဲ့တယောက်မယူသားကြဘူးပြီးတော့တဏှာပေါ်မှာမူတည်ပြီးတော့တဏှာပေါ်မှာမူတည်ပြီးတော့တီဆောက်ထားတဲ့တဏှာပေါ်မှာတိဆောက်ထားတဲ့အိမ်အောင်ကြီးအခြေဒါပေမဲ့ဒီမေလာမှာတင်ဒီလာမှာဒီမှာကြည့်မယ်ဆိုရင်
ဒါလေးတော့ပဲစနေကြပဲတင်ကွင်းဝန်ထွက်လာတော့တင် magician လဲထွက်လာတော့တင် idea တွေရမယ် အရန်ဟို attractive ဖြစ်မယ် confident ဖြစ်မယ်ပြီးကြတော့ဟိုတင်ဟာအဲ့လို creative အရန်ဖြစ်မယ် Pisces တွေရဲ့ archetype က creative အရန်ဖြစ်တာသူကပကြီးဆွဲတာအရန်တော်တယ်တချင်းဟိုပေါ့အနုပညာမှာအနုပညာပဲဖြစ်တချင်းဆိုတာတချင်းရေးတာစာရေးတာဟိုဗီဒီယိုလုပ်တာတွေပါ creative အရင်ဖြစ်တယ်အဲ့အားတွေကတော့ရေးလဲဒီလမှာရေးလဲကောင်းမယ်နော်အဲ့ဒီအမီနဲ့တာပြဿနာလေးတွေ့နေတယ်ကျွန်တော်အမီနဲ့တာပြဿနာလေးကျွန်တော်တွေ့နေတယ်အချစ်ရေးဆိုရင်တော့တဏှာပေါ်မှာတိဆောက်ထားတဲ့အချစ်ရေးပြီးတော့နက်ခတ်တင်းရဲ့ buff chart ပေါ့နော်တင်းရဲ့ buff chart ကိုတင်းရဲ့နက်ခတ်ပြီးတော့တင်းတိချတွားပြီးလေးလာဥပမာကျွန်တော်ဒီတိုင်းအောင်မပြောဘူးဥပမာကျွန်တော်ရဲ့အားနေချက်ကကင်ဆာပေါ့12ရာသီခွင်မှာလူဆိုတာတင်းက Pisces ဆိုလို့ Pisces ပဲမဟုတ်ဘူးဥပမာကျွန်တော်ညီဆို Pisces ဒါပေမဲ့သူ့ရဲ့လာကသူ့မွေးတော့ကပ်ကောစာဂျိုအနေရထားမှာသူလာကပ်ပီကွန်ရာဒီခွင်ထဲမှာရှိတယ်သူကလာဥပမာကျွန်တော်ဆိုရင် Leo Moon Leo Jupiter Leo Rising Aries Mercury Gemini Venus Taurus Sun နော်Midheaven Sagittarius Blood Lilith Sagittarius ကျွန်တော်ရဲ့ makeup ပေါ့နော် makeup ဆိုတာကျွန်တော်ရဲ့ဟိုပြီးတော့ဒီလာလေအဲ့လိုထားအခုတည်းစကြည့်ပေးနေကြည့်တယ်မှာကျွန်တော်လည်း Pisces လို့ပဲရေကူးရင်တမုတ်တရားတယ်အနက်ထဲကိုကူးရင်နဲ့ကျွန်တော်လည်းယူတွတ်တော့မယ်တင်းရဲ့ reading အဲ့တော့ဘယ်လိုပိတ်ပေးရမလဲကျွန်တော်ဒီ reading ကိုအခုတည်းကြည့်ပေးနေကျေးဇူးတင်ပါတယ် video like subscribe share လုပ်ပေးပါခေါင်းလေးကိုနှိပ်ပေးပါဒီလာတော်တော်ကောင်းပါတယ်ဒီလာခြုံငုံပြီးပြောရရင်ဒီလာတော်တော်ကောင်းတယ် ACC ပဲနေနည်းနည်းတင် idea ရလိမ့်မယ်တင်ရဲ့ဆက်သက်အာရုံကြီးတင် idea တွေပါရရင်တင်ပကြီးလေးပါလေး AC ဆွဲမဆွဲချင်လည်းမဆွဲနဲ့ကိုတချင်းကိုကြိုက်တာလေးကိုလုပ်နော်တချင်းနာထောင် AC ပဲAC ပဲဟာအဲ့ဒီဆက်ဆက် relationship အဓိကဒီ region ထဲမှာတစ်ခုပဲတင်ယူရအောင်မယ်ဆိုရင်နှစ်ခုပဲကျွန်တော်ပေးလိုက်မယ်အနားယူပါပြီးကြတော့ဒီလာကျွန်တော်ခုနပြောလို့ပေါ့နော်ကျွန်တော်3ခုပြောမယ်အနားယူပါပြီးကြတော့ကျွန်တော်ခုနပြောလို့ပဲကျွန်တော်ရဲ့May energetic video တွားကြည့်နိုင်တယ်အနားယူပြီးကြတော့စနီဂျိုလွန်ခဲ့တဲ့4နှစ်5နှစ်မှာလူတွေနဲ့အပေးအယူနဲ့ပတ်သက်ပြီးတော့တင်ပါတိခဲ့လဲเนาะပြီးတော့တင်းရဲ့နက်ခတ်ပြီးတာတင်းရဲ့ buff chart တင်မွေးတော့ကောစာဂျူထားဘာလဲဆိုတာကိုတင်တိတွားပြီးတော့လေ့လာကြည့်မခက်ခဲဘူး Google မှာရှာလို့ရတယ်เนาะမသိရင် comment မှာရေးလိုက်ကျွန်တော်ပြောပြ
ဒါပဲဖိုင်ကျေးဇူးတင်ပါတယ် like subscribe share လုပ်ပြီး